တွေးလို့ရှိတဲ့လူတွေကကျွန်တော်တို့ဘာမှမစားရဘူးဆိုတာမဟုတ်ပါဘူးเนาะကျွန်တော်တို့ဒီဆေးပညာမှာလူတစ်ယောက်အစားအသောက်ကို healthy lifestyle ဆိုတာလေဒီစားဖို့တော့ကျွန်တော်လုံးဝမစားရဘူးလို့ပြောလို့မရှိဘူးလိုအပ်ရင်တော့ပမာဏတစ်ခု short စားထိန်းစားဆိုပြီးတော့မှားလိုက်လို့ရှိတယ်ပေါ့နော်လုံးဝမတည့်ဘူးအဆင်မပြေတဲ့ဟာတွေကြတော့လေရှောင်ခိုင်းတာတကန်တာပေါ့လေဘာကြောင့်လို့ပြောလဲဆိုတော့ကျွန်တော်ဒီတွေးလို့ရှိတဲ့ patient တွေလာတဲ့အခါမှာဆရာကြီးကျွန်တော်တို့ကတော့သွေးတိုးမှာဆိုလို့အကုန်လုံးရှောင်လိုက်တယ်ရှောင်လိုက်တော့ခန္ဓာကိုယ်မှာအားမရှိတော့သလိုပဲပေါ့နော်မစားတော့တဲ့အခါမှာဟိုတစ်မျိုးလည်းမစားဘူးဒီတစ်မျိုးလည်းသွေးတိုးမှာကြောက်တယ်ဆိုတော့လူကဘယ်လိုဖြစ်သွားလဲဆိုတော့ထောင်ကျသလိုဖြစ်သွားတာပေါ့လေထောင်ကျသလိုဖြစ်ပြီးဘာမှမစားနိုင်မတောက်နိုင်ဖြစ်ပြီးတော့အားနည်းသွားတာမျိုးတွေလည်းကြုံရတယ်ကျွန်တော်ဒီမှာသိစေချင်တာကသွေးတိုးသမားတွေဖြစ်ဖြစ်စီးကျိုသမားတွေဖြစ်ပေါ့နော်ကျွန်တော်အနေနဲ့ဒီအစာကိုတော့လုံးဝမထိနဲ့ဆိုတာမျိုးတော့မဟုတ်ဘူးဒါပမာဏတစ်ခုကိုတော့ကျန်းမာရေးနဲ့ညီညွတ်တဲ့ပမာဏတစ်ခုကိုထိန်းစားနိုင်အဆင်ပြေပါတယ်အဓိကကျွန်တော်ဒီမှာသွေးတိုးသမားတွေအတွက်အဓိကသတိထားရမယ့်အစားအစာတွေကိုကျွန်တော်ဒီမှာ share လုပ်ပေးမှာဖြစ်ပါတယ်ကျွန်တော်တို့သွေးတိုးသမားတွေဆိုရင်တော့အငံကတော့အဓိကပေါ့နော်ဆိုဒီယမ်ပေါ့လေဆိုဒီယမ်အိမ်သုံးစားကိုကျွန်တော်တို့စားနေတယ်ဆိုရင်တော့လေလက်ဖက်ရည်တောက်တဲ့စွန်းသေးလေးနဲ့3စွန်းလောက်တစ်နေ့သာစားလို့ okay တယ်ဒါပေမဲ့3စွန်းစားလို့ okay တယ်ဆိုပြီးတစ်နေ့ကိုတက်စား3စွန်းခတ်ပြီးစားနေတာမျိုးတော့မလုပ်နဲ့ပေါ့လေ။ဘာကြောင့်လဲဆိုတော့ကျွန်တော်အပြင်မှာစားနေတဲ့အစားအစာတွေဟင်းချက်နေတဲ့တွေမှာစားရည်လည်းပါနေပြီးသားပေါ့နော်။အထူးသဖြင့်တော့ ready made food တွေပေါ့နော်။ဟို hamburger လိုဟာမျိုးတွေကျွန်တော် hot dog လိုမျိုးဒီအသားချောင်းလိုအသားလုံးလိုဟာမျိုးတွေဒီမှာမငန်ပေမဲ့ဆိုဒီယမ်တွေအများကြီးပါတယ်ဆိုတော့ကျွန်တော်သိဖို့လိုတယ်။ဒုတိယကဟင်းခမ်းမုတ်တွေပေါ့နော်တဘာဝအတိုင်းကျွန်တော်ဒီအချိုတွေလျှော့မယ်ကျွန်တော်ခုနပြောတဲ့အငံတွေလျှော့မယ်အရာသာမုတ်တွေအများကြီးထည့်ထားတဲ့အစားအစာတွေကိုကျွန်တော်လျှော့မယ်နောက်အရေးကြီးတာကခောက်တော့ခောက်ပြန်သုံးထားတဲ့အစီတွေပေါ့နော်ဥပမာထားပါတော့ကျွန်တော်အကြာကွေးတို့စမူစာတို့ကြော်တယ်မဲသွားတဲ့အထိစီမဲသွားတဲ့အထိကြော်တယ်ပေါ့လေဆိုင်တွေမှာအဲ့လိုကြော်ပြီးတော့လောက်တာတဲ့အစားအစာတွေဒါတွေကိုတော့ကျွန်တော်တို့ကရှောင်အောင်မှာနော်ဒါတွေကိုရှောင်ရမယ်ကျွန်တော်စားလုံးဝမစားနဲ့လို့ဆိုလိုတာမဟုတ်ဘူးကျွန်တော်အရှိမစားမဲ့ပမာဏလေးကိုကျွန်တော်ပြောပြလာတယ်ပေါ့နော်စားပြတဲ့တော့စားလို့ရတယ်နောက်ထပ်အရေးကြီးတာတစ်ခုကကျွန်တော်တို့ဒီသွေးထိန်းသေးတွေတောင်းနေတဲ့လူတွေဆိုရင်စပြစ်ဒီတတိထားဖို့လိုတယ်အထူးသဖြင့်တော့အဲ့စပြစ်တီမှာပါတဲ့ဓာတ်တစ်မျိုးကကျွန်တော်တောက်လိုက်တဲ့သွေးထိန်းသေးတွေကိုကျွန်တော်ခဏကိုမှာဆေးတောက်ရင်ဆေးကိုသူကပြန်ပြီးခြေဖြတ်ပေးရတယ်ပေါ့နော်အဲ့ဒီခြေဖြတ်တဲ့အန်ဇိုမ်ကိုတွားပြီးတော့တားတာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီသွေးထိန်းဆေးတွေပမာဏသွေးထဲမှာမြင့်တက်သွားပြီးသွေးပေါင်တွေထိုးကြတာဖြစ်နိုင်တယ်အထူးသဖြင့်တော့ကျွန်တော် amlodipine လို့nifedipine လို့ philodipine လို့calcium channel blocker တွေပေါ့နော်အဲ့ဒီဆေးမျိုးတွေတောက်တဲ့အခါမှာစပစ်တီနဲ့ကျွန်တော်တို့သတိထားဖို့လိုတယ်စပစ်တီဖြော်ရည်တွေမတောက်ဖို့လိုပါတယ်အခုကတော့အရက်ပေါ့နော်အရက်ကတော့ကျွန်တော်တို့ရှောင်နိုင်တော့ကောင်းတယ်မရှောင်နိုင်ဘူးဆိုရင်တော့လည်း